အားလုံးပဲကျေးဇူးတော်မင်္ဂလာပါကျွန်တော်တို့ဘက်တော့ဘက်ကိုနည်းနည်းလေးသွားအောင်ခြင်းနဲ့လက်ရှိခေတ်အခါချင်းနေချင်းကောင်းမှာရှင်းနေတဲ့အရာပေါ်မှာကျွန်တော်ဆင်ခြင်အောင်မေတတိပြုမိဖို့ဆိုတဲ့အရာပေါ့နော်ဣရှာနာဂတိရခန်းကြီးရှိနေ20မှာတရားတော်ကို၎င်းတက်တည်ခန္ဓာမူချက်ကို၎င်းနားထောင်ကြကုန်ကသူတို့ပြောသောစကားသည်နှုတ်ကပတ်တော်နဲ့မညီလင်သူတို့၌အာယုမတက်သေးသူတို့ပြောတာနားထောင်သူတို့လောက်တာကြည့်သူတို့ဘာပြောတယ်သူတို့ဘာလုပ်နေကြလဲပေါ့သူတို့ပြောတာလောက်တာတွေကကျွန်တော်လက်ခံရမယ်လက်မခံရမှားတယ်မှန်တယ်ဟုတ်တယ်မဟုတ်ဘူးဆိုတော့ကျွန်တော်တခုတုံ့ပြန်ရတော့မယ်အဲ့ဒီကမှစံချိန်စံညွန်းတခုရှိရအဲ့ဒီစံချိန်စံညွန်းဘောင်နဲ့မဝင်ဘူးဆိုရင်မကိုက်ညီဘူးဆိုတော့ကျွန်တော်တို့ကလက်ခံကြအကြောင်းမရှိဘူးအဲ့တော့တိုင်းနိုင်ငံတွေမှာလည်းသူကဖွဲ့စည်းမှုအခြေခံဥပဒေရှိတယ်တရားဥပဒေရှိတယ်အဲ့ဒီဘောင်အဲ့ဒါအညီနဲ့ပဲတွားရတယ်ဘယ်မှမတော့လို့ဥပဒေဘောင်ကြော်လို့မရစီးပွားရေးလို့သူကကဏ္ဍအကုန်ရှိတယ်အကုန်ရေးထားတာတော်တော်နဲ့နှစ်ပေါင်းများစွာရေးဆွဲထားတဲ့ဖွဲ့စည်းခြင်းအခြေခံဥပဒေနိုင်ငံတိုင်းမှာရှိတယ်ဒါလူသားတွေနိုင်ငံသားတွေအားလုံးလက်လျှောက်ရမယ်စီကံလမ်းကြောင်းလမ်းစဉ်ဒါစံချိန်စံညွှန်းမယ်ဒီဟာနဲ့လွဲလို့မရအောင်ဒါနဲ့ချော်လို့မရဒါနဲ့မတူလို့ဒါနဲ့မကိုက်လို့မရအောင်လက်ခံကြမရှိဘူးဥပဒေပေါက်ကျော်သွားရင်ဒါရဆုံးမှုဖြစ်အရေးယူခံနော်အဲ့တော့လောကကြီးဗျံပတာအဖြစ်မခံနိုင်ဘူးဆိုတဲ့သဘောတွေ့ရအဲ့တော့ဘုရားကလည်းသူ့မှာသူ့ဥပဒေသားရှိတယ်နော်ဒါမို့ဆာလန်ဆရာကဆာလန်ရေးတဲ့အခါမှာအမျိုးပြောတယ်နှုတ်ကပတ်တော်ကိုတော့အထုံးဖွဲ့တော့ကိုရောစီရင်တော်မူချက်ကိုရောဤဥပဒေသားအဲ့လိုသုံးကိုရောဤပဒေရင်စကလုံးအများကြီးလှည့်ပြီးသုံးသွားတာအများကြီးပဲအဲ့ဒါနှုတ်ကပတ်တော်ကိုပြောတာပဲကျမ်းစာကိုပြောတာအဲ့တော့ကိုရောဤအထုံးဖွဲ့တော့ကိုရောဤစီရင်တော်မူချက်နောက်ကိုရောဤဤဥပဒေသားအဲ့ဒါဘုရားရဲ့ဖွဲ့စည်းမှုခြင်းဥပဒေကျန်တဲ့မယုံတဲ့သူတွေကတော့သူတို့လက်ရှောက်မှာမဟုတ်ဘူးဒါပေမဲ့ဒီကတော့ဘုရားသခင်ရဲ့ဤဥပဒေသားဟာလူဘုံတိရစ္ဆာန်ဘုံတစ်ပင်ပန်းမလာလောကကြီးတစ်ခုလုံးအတွက်ရေးဆွဲထားတာဖြစ်ဒါပေမဲ့မယုံတဲ့လူကမသိဘူးဂရုမစိုက်ဘူးနားမထောင်ဘူးမလိုက်လျှောက်ဘူးပေါ့လေအဲ့လိုတော့ဖြစ်သွားတာပေါ့အဲ့တော့အနည်းဆုံးတော့ဘယ်သူမှတောင်းမရှိလဲဆိုတော့ယုံကြည်သူဆိုတဲ့အသင်းတော်ကတော့ဟောဒီဘုရားသခင်ရဲ့ဥပဒေသားကိုလိုက်လျှောက်ဖို့တော့တောင်းရှိတာပေါ့အဲ့ဒီဥပဒေသားအညီသွားတော့ကောင်းကြီးဖြစ်တာပေါ့အဲ့ဒီဥပဒေကအညီနဲ့သွားရင်တော့အဆင်ပြေမယ်ဆိုတော့ဒါတွေ့ရမှာနော်အဲ့တော့ကျွန်တော်တို့ကဘယ်သူတွေဘာပြောနေလဲဘယ်သူတွေဘာလုပ်နေလဲဘယ်သူတွေဘာဟောနေလဲစီးပွားရေးပဲလုပ်လို့လူမှုပဲလုပ်လို့ကျမ်းမာရေးကဏ္ဍပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဲ့ဒါကြည့်ရနှုတ်ကပတ်တော်ဒီတော့ကျမ်းစာနဲ့ညီမညီ So biblical church or biblical believers ကျွန်တော်ဘယ်လိုခရစ်ယာန်မျိုးလဲခိုင်းတာပေါင်း4000ကျော်ရှိတယ်အများကြီးပဲခိုင်းတာဖြစ်ချင်တယ်လို့ဖြစ်တယ်ဗျံပတာကိုဖြစ်နေတယ်ပေါက်တက်ကရကိုဖြစ်နေတယ်အထိတ်ကိုမရှိဘူးခရိယန်ကလှုပ်ရှင်လို့လှုပ်တယ်ဟောခြင်းလို့ဟောတယ်နေခြင်းလို့နေတယ်ပြောခြင်းလို့ပြောတယ်ယုံခြင်းလို့ယုံတယ်ကျင့်သုံးခြင်းလို့ကျင့်သုံးတယ်ဖျားရှိခိုးခြင်းလို့ရှိခိုးကြအားလုံးမမှန်ဘူးအားလုံးလက်ခံနိုင်ကြမရှိဘူးအားလုံးအာမင်ထူးတဲ့အကြောင်းမရှိဘူးအာမင်နဲ့အများကြီးကြားမှာလုံးဝကန့်ကွက်သည်ဆိုတဲ့စကားဘာဖြစ်လို့ကျွန်တော်မရေးရတာ profile အမှန်နဲ့ဆိုတော့ကျွတ်ကြည့်လိုက်တာပဲအာမင်သိများရင်သူဘာမှပြောရတော့လစ်တော့အဲ့တော့အာမင်ဆိုတာထောက်ခံပါသည်သဘောတူပါသည်တာဝန်ယူသည်အာမခံသည်အာမင်ဆိုတဲ့စကားအရင်ဒိတ်ပဲများတယ်နော်တော့အာမင်ရမထူးနဲ့ကြံရပါဖြစ်တော့ကြံရပါရောပြီးအကျိတ်ခံရနော်တော့လူတွေအာမင်တလုံးကိုနားမလဲနဲ့စွတ်ပေးနေကြကျန်တဲ့ညီလားမညီလားကျန်တဲ့ညီလားမညီလားကျန်တဲ့မဖတ်ပဲဘယ်လိုသိမလဲအဓိကပြောတာအဲ့ဒီကျမ်းစာမှာဖတ်တဲ့အသင်းတော်ကျမ်းစာမှာဖတ်တဲ့ခရစ်ယာန်အဲ့ကျမ်းစာမှာဖတ်တဲ့ပရိသတ်တွေကိုဟိုပြောနေတာလုပ်နေတာကျမ်းစာနဲ့ညီလားမညီလားဆိုတော့သူတို့ကဘယ်လိုသိမှာတော့အဲ့ဒါပြဿနာပဲသဘောကျနှစ်တိုက်နှစ်ချိုက်တော့ကောင်းတော့လူချင်းနဲ့ပုံစံကြားချင်းနဲ့ပုံစံခံယူချက်လေးနဲ့အဆင်ပြေသွားရင်တော့လေကြိုက်တာပေါ့အချက်ချင်းလို့ကြိုက်နေကြတာဒါပေမဲ့ကျမ်းစာညီမညီမှမသိပဲဒါဟုတ်လားမဟုတ်လားမသိပဲအဲ့လိုဖြစ်နေအဲ့တော့ကျွန်တော်ဒါစပြီးကျွန်တော်တောင်းမရှိနေဒါအတွဲလိုက်သွားမယ့်ကိစ္စကြီးနော်ကျွန်တော်ကြံခဲ့တဲ့ညပြောတယ်ယောရှုတို့ယေရီကိုမြို့သိမ်းတဲ့အခါမှာဘုရားသခင်ယေရီကိုမြို့ကျိန်ပြီးမှအကုန်ရှစ်ဖြစ်စီလူအလုံးတိရစ္ဆာန်အလုံးဖြစ်စီရွှေငါဥစ္စာအလုံးဘုရားသခင်ဘာနာတော့ထက်ဘယ်သူမှမရှိပါဘူးပြောတာတိတ်ချမှာပြီးမှယေရီကိုမြို့သိမ်းအာခံကတိရသားနဲ့ရွှေ90သားငွေနှစ်ပိတ်သားနဲ့မြတ်သောဘောင်ဘလိုဘလို့ကိုတဲထဲမှာမြေကြီးတူးထွက်တာအဲ့ဒါဣသရေလတစ်မျိုးလုံးအာကြီးမြို့တော့တိုက်တဲ့အခါမှာသိရောရှုံးတယ်စစ်ရှုံးအာကြီးမြို့တိတ်တိတ်လေးလူနေနေလေး3000လည်းပဲတော့တိုက်ရတယ်တော့တိုက်တာအခုထွက်ပြေးရတယ်36သိသွားတယ်ယောရှုလက်သွားတယ်ဘာမှဝါတယ်
ဖျားတယ်ပြောတာမှားနေတယ်တယောက်ပဲမှားတာအခန့်တယောက်မှာအစ္စရေးတစ်မျိုးလုံးခံရရောကြိတ်ခံရဖျားတယ်အခန့်မှားလို့အခန့်ဝဲမလို့အစ္စရေးတစ်မျိုးလုံးလုပ်ခဲ့ရအဲ့ဒါတော့မသိလို့ဆက်ခန္ဓာပြူဆက်သိမ်းသွားရင်ထပ်သိအောင်ပါအစ္စရေးတွေလို့ရှိတော့ပေါ်တော့ခဏရက်လိုက်တယ်ခဏဘာမှနေတခုတော့မှနေပုံရတယ်ဘယ်တက်တာရှိမှပျောက်ဖို့မရောက်မေးတယ်ကျွန်တော်ဘာမှနေလဲဖျားတယ်မှားနေတယ်ဣသရေလလူမျိုးတို့ဒီလိုပဲဖျားပြောတယ်အခန္ဓာမပြောမတတ်ဘူးဒီမှာစစ်ထုတ်ယူရလွယ်မှတ်လိုက်ယူရလွယ်တဲ့အမျိုးလိုက်ဆွေမျိုးလိုက်ချိတ်ကဖဲနောက်ဆုံးအခန့်တေကံပေါ်အခန့်တော့မလို့ဣသရေလတမျိုးလုံးခံတော့လေခရီးတဖွဲ့မဆရာတယောက်ကလှုပ်တာခရီးအားလုံးခံအားလုံးကကိုမတောင်းမရှိတယ်လို့ပြောနေကြဟိုသူနဲ့ဖျားနေရှင်တာတော့မလုံးစကိုခံရတာလုံးစကိုဒုက္ခရောက်တယ်လုံးစဖျားစီဘုံလို့ရှုပ်ချတဲ့ဖြစ်တယ်လုံးစအထင်သေးအမြင်သေးဖြစ်တယ်လုံးစအဲ့ဒါကြီးကြည့်ပြီးလို့သူကခရီးဖြစ်ချင်ဘူးခရီးအားလုံးအဲ့ဒီလိုပဲလို့သူကသတ်မှတ်လိုက်ပြီအာဖရိကမှာတင်းတော်မှာဆရာဟောပြီးအပြင်မှာထွက်ပြီးမျက်စားခိုင်းတာကိုလုံးပြင်းပြီးမျက်ကောက်စားအဲ့တော့ဒီကပြောတဲ့ခရီးနဲ့မျက်စားတယ်ငါတို့မပေါတော့ပြောတဲ့ခရီးနဲ့မျက်စားတယ်ငါတို့တွေ့ဘူးလေဒီလိုပဲဖြစ်တော့ကောလာလာခရီးနဲ့မျက်စားပြီးပါဆက်စားမလဲဒီလိုပြောဦးပါအလက်ခံနိုင်ကြမှာမရှိဘူးဒီကိစ္စဟောဒါသူတို့မဟုတ်ဘူးအလက်မခံဘူးကွာအဲ့ကိစ္စအဲ့ဒါမားတယ်ကွာအဲ့ဒါမဟုတ်ဘူးကွာဒါမျိုးတွေငါတို့ကပိတ်ပင်တားဆီးရမယ်ဒါမျိုးတွေငါတို့ရှုပ်ချဒါမျိုးတွေငါတို့ကန့်ကွက်ရမယ်ဆိုတဲ့ဟာမျိုးဘူးမလို့ဘူးတပတ်တင်းမကောက်စီလည်းမလို့ဘူးအားလုံးမပြောဘူးအားလုံးဘာလက်ရှောင်နာစေးတာလားဘာဖြစ်တာလဲအကုန်လုံးဟာသူမဆိုင်လို့ဘာလို့ညာတော့အကုန်လုံးရောပြီးတော့အကုန်လုံးကဲ့ရဲ့ရှုပ်ချခြင်းခံနေရဒါဖွဲ့စည်းနေရှိတာပဲကြည်ကြချက်ထုတ်လေဒီလိုလုံနေတာပြောနေတာဝိပ္ပကိုနေတာမမှန်ဘူးကြားတယ်မညီဘူးအဲ့ဒါတွေကမိတ်ဆာတွေဖြစ်တယ်အဲ့ငါတို့လက်မကောင်ငါတို့နဲ့မဆိုင်ဘူးဆိုတာဘယ်သူမှအမုန်းခံပြီးမျက်နှာပြက်ခံပြီးမပြောလို့သူများတွေအားလုံးဒါတွေအတူတူပါပဲဒီပုတ်တွေကဒီပဲတွေပဲဆိုပြီးတော့ပြောတော့မှာပေါ့ထင်မှမှာပေါ့အားမအတန်မထွက်ရင်ဒီလိုပဲဟုတ်လို့စစ်နေကြဝန်ခံခြင်းသဘောဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်ကစဉ်းစားလာနောက်မှသူနဲ့ဖျားနေရှင်းမယ်အဲ့စကားတိတ်ပြောတယ်ဖရင်ဒါသူနဲ့ဖျားရှင်းမစီရင်နဲ့အဲ့စကားတိတ်တက်တယ်တိတ်ပြောလိုက်လို့ရှိရင်မနာလို့ပြောတယ်ဖြစ်ပြန်ရောတိတ်ပြောတယ်လေသူတော့လုံးနိုင်လို့လားလေပြောပြန်ရောတော်ရှုပ်တယ်ဒီကျွန်တော်ခရင်တိုင်းလောကတော်ရှုပ်ဟဲ့ရှုပ်တော့ဘာမှဘာသာနဲ့မှအရှုပ်ဆုံးခရင်ပြဿနာအများဆုံးကလည်းခရင်အကိုကွယ်ပြပြအများဆုံးကလည်းခရင်ပေါက်တက်ကြဖြစ်ဆုံးကလည်းခရင်ကြောင်မကောင်းကြားမကောင်းဖြစ်တယ်ခရင်ပဲအထူးစားအားလုံးလည်းခရင်ပဲအခါမှမကြောက်ဘူးလည်းခရင်လည်းမရှိတယ်အဲ့တော့တကယ်ရှုပ်ကိုယ်တိုင်တော့ဟောတာပြောတာလုပ်တယ်အားလုံးဟာသူကစီးနေပေါင်နေသွားနော်တကယ်ရှုပ်ကိုယ်တိုင်သုံးနှစ်ခွဲကလေးသူအလုပ်တာတော့ဟောငါဖျားသားတော့ငါလည်းသုံးပါတလုံးပါတွေကဖျားတစ်ပါးပဲကွာအဲ့တော့ငါလည်းငါစိတ်ကူးပေါက်တယ်ငါတော့လှုပ်ထက်လိုက်မယ်ပြောထက်လိုက်မယ်ဆိုတာမဟုတ်ဘူးဗျမသွားဘူး तू ကဒီသုံးနှစ်ခွဲလေးတွေအလုပ်လုပ်တာတော့မှ तू ကစီကန်းနဲ့ तू သွားတာဒါအရင်ကျွန်တော်လိုက်လျှောက်ရမယ်ပုံသက်တယ်ဖြစ်တယ်ရောအောင်ခရစ်မယ်ကငါးမှာရှင်းတော့ခွင့်ရင်ခန်းကြီးငါးမှာသူတို့တကယ်အားလုံးကိုဖာရီရှဲတွေဇက်တူကဲတွေဗာသိကောင်းတယ်နားမလဲတကအမေတက်ခိုက်ဝေဖန်ဖြစ်နေတဲ့ခါမှာတကယ်ပြောတယ်ငါလှုပ်တာကဲပြောတာတွေအားလုံးဟာငါသဘောတကလှုပ်တာပြောတာတခုမှမရှိဘူးဘောင်ကြော်ပြီးဟာမလုပ်ဘူးငါစေလွတ်လိုက်တယ်ငါခမီးတော့နော်ဒါဘယ်လိုပြောလဲဆိုတော့19 20နော်အဲ့တော့ယေရှုကလည်းဒီတော့ငါခမီးတော့ပြုတော်အမှုတားတော့မြင်ပြီးတာပြီးပြုမိမိအလိုတော့ဘယ်ဘုကမှမပြုနိုင်နော်ဆိုမိမိအလိုတော့ဘယ်ဘုကမှမပြုဘယ်စကားကမှမပြောတဲ့ခမီးတော့ပြုသမျှအတိုင်းတားတော့ပြုတယ်ခမီးတော့ပြောစီလို့တဲ့အတိုင်းတားတော့ပြောတယ်ဒါသားတော့ကိုယ်တိုင်တော့မှအဲ့ဒီလိုသွားတာပေါင်ရှိတယ်နော်ပေါင်ရှိတယ်ဒါသားတော့ကိုယ်တိုင်တော့မှစီးလို့ဘာလို့ပေါင်လို့မပြောဘူးမလုပ်ဘူးအဲ့ဒါအရင်ရေးကြည့်တယ်ပုံသက်တယ်ဖြစ်ရှက်တော့ကဘာပြောလဲဆိုကျမ်းစာနဲ့ညီတာမညီတာအရင်ကြည့်ဦးတဲ့တကုန်းနမိတ်လက္ခဏာဖြစ်ဖို့အရေးကြီးတယ်ငါတို့သားဖနားလည်းမရှိပြီးတော့ငါတို့သားဖနောက်မှရှင်းမယ်ဒါတို့တာပါဟိုတာဖဘယ်လိုလုပ်လဲကြည့်ဟိုဆရာတာဖနဲ့ဒီသခင်ရှုနဲ့ခမီးတော့တာဖကြည့်လိုက်နိုင်ရှင်လိုက်ဒီတာဖချင်းတူဒီလူကဘောင်ကျော်ပြီးပြောနေတာပဲကျမ်းစာနဲ့ညီတာမညီတာအရင်မကြည့်ဘူးဆိုသိလိုက်တော့စက်ထွက်လာတာနဲ့သိလိုက်တော့အဲ့တော့မစက်ပိတ်တော့လက်မမြောက်လေခြေတော့မကြောက်နဲ့အဲ့မှာညီညီလေးနေကျမ်းစာနဲ့မညီမစက်ပိတ်ထိုင်နေမထိုင်ရင်အိမ်ပြန်အိတ်သွားတော့ခွင့်ပြုကြကြောင်းမရှိဟုတ်တယ်ကစမောလူတော့တက်လာကျွန်တော်ပြောမယ်
ကျန်တာလည်းမကြည့်ဘူးဗျာဒီနေ့ကျွန်တော်ပြောမယ်လုပ်မယ်အာနာပါနာနဲ့နားတော့မှာပဲသိတယ်ရအာနာရသိတယ်ရစိတ်ရှိဖျားကြောင်းလဲပါအပြင်မှာကြောက်လုံးဝဒီမခံလုံးဝစိတ်မရှိဘူးအပြင်မှာကြောက်ဖျားရှိပြီးတော့စင်မပါဟုတ်ပြတဲ့အကုန်လုံးချင်တာလို့ဒါတမျိုးလေးပဲဒါလေးဟာပဲဘာလဲတော့ဒီကလည်းနားမလဲဒါလည်းဟုတ်လားမသိဘူးဆိုတာအဲ့ဒါပြောတော့နားလေးမရှိတော့အကြီးတယ်အဲ့တော့ကျန်တဲ့နေမညီဘူးဆိုတော့ခင်ဗျာဘာလုပ်လို့ပြောမှာကျန်တဲ့နေမညီခင်ဗျာဘာပြောလို့လဲဒါမှစပိတ်ခံလိုက်ကျန်တဲ့နေမညီဘူးဆိုတော့ခင်ဗျာဘာမှလုပ်ဖို့မစင်သားနဲ့အဲ့လိုသွားမှရတော့မှာချစ်ဆောင်ရပဲလာတော့မယ်ကျွန်တော်ကိုယ်ကိုယ်ရတဲ့ဖုတ်လိုက်နဲ့သွားနေတာအတင်းတော့ကခရီးရန်ဖွဲ့စည်းနေတာတော့စိတ်ပြုတ်ကောင်းတယ်ကြားရင်တော့ဘယ်လိုနေလဲမသိဘူးပြောကြည့်ဘာလို့နေရလဲမသိဘူးဘာလို့ဘာမှအိမ်မကြားရမဟုတ်ဘာမှခရီးရန်မဟုတ်တယ်လို့စိတ်ဝင်စားပြီးပြောင်းနေလာမယ့်ကိစ္စလဲမဟုတ်ရေးထဲမှာဘုရားသခင်ကျွယ်ဝခြင်းကိုသူ့အပြစ်ဖော်ပြရမယ်ဆိုပဲဒါဆိုလဲလုံလေးရွှေတွေဘာတွေစိတ်နေအတုံးလိုက်ပြီးလိုက်တောင်းလိုက်နဲ့ထမ်းပြီးသွားလေဒါဆိုလဲalors moi, tu as tout moi, des gens qui ont tout fait, quoi, tout fait, là, sur les tout fait, même pas tout fait, pas caché, les caca tout fait, les mecs tout fait. Non, pas du tout, pas du tout. À tout coup, à la pièce coura. Hein, alors tu vas pièce coura, la pièce coura, tu vas chicoler. Voilà, ouais, pièce coura, les ou, qui t'a pris là, à n'y cara là, non, hata l'oni là, non, c'était chaud là. ဆိုညံရှုပ်ထွေးပြီးတော့မှလူတွေကပဲလုပ်တယ်ပြီးတော့အင်ဒရီလည်းမရဘူးဗျအဲ့အင်ဒရီမရတဲ့ကိစ္စကျွန်တော်တော်တီးမခံနိုင်ကျွန်တော်မကန်တော့မိုက်ပဲကန်ဒါမှကျွန်တော်ဘယ်တော့မှမိုက်မကန်တို့မိုက်ကန်နဲ့ကြည့်မရတော့ကျွန်တော်လုံးဝမိုက်မကန်ဒီမိုက်ဘောပြင်းနေတဲ့အဲ့ကိုကြီးကိုမျိုးစင်မတက်တာအကြည့်လို့ကိုမရဘူးတို့နိုင်ငံခြားအမေရိကလို့ပါဩစတြေးလျပါပဲပြပြမြန်မာအသင်းလို့လားမြန်မာလို့ဟုတ်ပါဟိုမှာဘောင်းကြီးပါချင်းတော့ဟိုကနိုင်ငံသားကလာဖျက်ရှိကိုရကဓမ္မမြန်မာနှစ်ချင်းတင်းတော်မြန်မာတင်းတော်ဆိုသူတို့ကမြန်မာလူရင်ချင်းလူစားစိန်ဖျက်ရှိကိုမှအောင်းကြီးစိတ်ဝင်စားလို့လာကြည့်တယ်။ဘာလဲ။ဘာမှစိတ်ဝင်စားတယ်မရှိဘူး။နိုင်ငံသားစိတ်ပေါ့။ဦးရင်ချင်းကိုဒီလေးထုံးစားတယ်။နော်ဒါဟုတ်ပါလား။ကျွန်တော်ငယ်တော့ဗါလေဟိုတချင်းလေးပစုံနဲ့တိုက်ပုံဘုတ်ခဲ့ပါတချင်းလေး။နော်အဲ့ချင်းလေးသွားပြီးအန်တီတို့ရင်ဆိုတာလားမသိဘူး။လာတောင်းတဲ့ခါမှာဘောင်းကြီးရမလားနဲ့အဖေကဒုက္ခနဲ့လိုက်ရိုက်မှာနော်လာတောင်းတဲ့ခါမှာမစွန်းတဲ့တိုက်ဖို့โอเคပါအဲ့ဒီချင်းလေးမြန်မာယဉ်ကျေးမှုကြောင့်ပြောတော့အဲ့တော့ကျွန်တော်တို့မြန်မာအသင်းတော်ကြီးစခဲ့တာယဉ်ကျေးတိမ်တိမ်မူးမူးနဲ့စလာဖျက်ရှိကိုတော့တိုးတိုးတိတ်စိတ်စိတ်ငြိမ်ငြိမ်အေးချမ်းချမ်းနောက်စင်မတက်လာတော့မှခါလီကိုပြီးတက်လာပြီးမှအားလို့စနေကြနေယူသည်ဟုတ်လားကျွန်တော်ကျောင်းသားကျောင်းမတင်ရတယ်တရားဟောရင်ပလင်မထုအောင်ပလင်မထုအောင်လက်ညှိုးမထုအောင်ပြိတ္တကိုလက်ညှိုးမထုအောင်မအော်ရဘူးပလင်လဲထုတယ်ပလင်ကိုချက်တော့နဲ့မပေါက်တာပဲတော်သေးတာလက်ညှိုးထိုးတာကိုမျက်လုံးနဲ့တော့ဝင်မှာဆိုရတယ်မျက်လုံးပြူးပြီးမှဘာတွေရှောက်ဟောက်ပြီးအော်နေလဲအကောင်လုံးသူ့လို့စားထိုင်စားတာကြာတယ်ပြောတာအဲ့လိုစိတ်စားတယ်ဟိုးဘာဖြစ်ဘယ်သူကပြောကျွန်တော်ပြောတယ်နော်ဘယ်သူကပြောရင်ကျွန်တော်ပြောတယ်လက်မခံဘူးပုံမကြဘူးလို့အဲ့ဒါနေနော်ဘာမှထိမိတိဆောက်စရာမရှိဘူးအဲ့ဒါနေကျန်းစာနဲ့မညီဘူးဒါဖျားတဲ့ခင်ရုံးရင်းစံခတ်အမှုကိုပြုစုတော့မမှုရုံးရင်းစံခတ်ဆိုရင်တော့ဒါဖျားလို့တာမဟုတ်တော့အဲ့တော့ကရုံးရင်းစံခတ်တွေတော်တော်များနေတယ်ရုံးရင်းစံခတ်တွေတော်တော်များနေတယ်ဆိုတော့အဲ့ဒါမျိုးကတော့ကျွန်တော်တို့လက်ခံလို့မကြိုက်ပြီးတော့ကျန်းစာနဲ့မညီတယ်နော်အဲ့တော့သူတို့ပြောတာနော်ကျန်းစာနဲ့အဲ့တော့ဘေဒီမြို့သားတွေကကျန်းစာဖတ်ထားတယ်ပြောတဲ့ဟာကိုလည်းကျန်းစာနဲ့တိုက်ကြည့်တယ်ပြီးမှလက်ခံရမယ်လက်မခံဘူးဆုံးဖြတ်မမအဲ့လိုဖြစ်ရအခုကဖျက်ရှိခိုးတဲ့သူတွေကပြိတ္တကအတော်များများအကျမ်းသာမဖတ်ထားဘူးဖျက်ရောက်သွားတဲ့ကျမ်းသာကိုပြီးသွားလားအခုတော့ဖုန်းထဲမှာတော့ပါအခုတော့ဖုန်းထဲမှာတော့အဲ့တော့သူပြောလိုက်တဲ့တစ်ချက်တော့နည်းနည်းကြည့်ရမှာပေါ့သူပြောတာဟုတ်လားမဟုတ်လားနော်အဲ့ဒီဆရာကျောက်ကတော့တရားဟောမယ့်ဆရာရွေးချယ်ထားသောကျမ်းမာရေးဆိုဖတ်လိုက်တယ်မိတ်ဆွေကသူနားထောင်တယ်တရားကျက်တာဆုံးသွားတယ်အဲ့ကျမ်းမာရေးအကြောင်းလုံးဝမပြောဘူးလေအဲ့ကြည့်ရဟိုကတော့သူဖတ်ချင်တာဖတ်တယ်သူပြောချင်တာပြောတယ်နဲ့တူပါတယ်ကြီးအဲ့ပုံစံမျိုး
ကျန်အကူကနှုတ်ကပတ်တော်ဟောပါရှောက်ပြောခိုင်းတာမဟုတ်ခံယူချက်တွေပြောခိုင်းတာခန်းစားချက်တွေပြောခိုင်းတာလာပလင်မှာပေါက်ပွဲခိုင်းတာမဟုတ်ပလင်မှာလာရန်ဖြစ်ခိုင်းတာမဟုတ်ဘူးတော့ကျွန်တော်မြေနဲ့စီးခဲ့ထားတာပလင်ကိုခုတော့မလုပ်အောင်လေနော်ပလင်ဟစ်တိုင်မဟုတ်ဘူးဒါပလင်မှာဒါဟစ်တိုင်ကိုဟစ်တိုင်လို့လည်းမရေးတာဘူးနော်အဲ့ဒီမှာတခါလေအဲ့လိုဖြစ်တော့လေအဆင်မပြေဘူးပေါ့အဲ့တော့ကျွန်တော်တို့မှဒါကိုမစောင့်ထိန်ရင်ဘယ်သူစောင့်ထိန်ပါလဲကျွန်တော်ကဒါကိုရက်တည်ခြင်းမရှိရင်ဘယ်လိုလုပ်မလဲနော်ကျွန်တော်တော့မျိုးဆက်တွေအတွက်အနေရရှိနောက်ဆိုဖျက်ရှိဖို့တော့အားလုံးဗျာမတိုင်နဲ့သွားတော့မယ်ကွာတယောက်တော့ပေါက်နေတာဖြစ်တဲ့ကလူလေးဘယ်မှန်လို့မှန်မသိတော့အဲ့တော့မှန်တယ်မားလို့ဆိုခန်းစားချက်နဲ့သွားခိုင်းတာမဟုတ်ဘူးကျမ်းစာနဲ့ပဲသွားခိုင်းတာအရာခတ်သိမ်းဟာလူပြောလို့ကျွန်တော်သိတာမဟုတ်ဘူးကျမ်းစာပြောလို့သိတာယေရှုငါ့ကိုချစ်ပေ၏ဆရာပြောလို့သိရ၏ဟောယေရှုငါ့ကိုချစ်ပေ၏ကျမ်းစာအဖြစ်သိရ၏အကျမ်းစာအင်္ဂလိပ်တရားဆိုတာလည်းဗါလဲ1:15ငယ်3:4မှာကျမ်းစာနှုတ်ကပတ်တော်အင်္ဂလိပ်တရားကိုပြောတာအားလုံးကကျမ်းစာကောင်းကင်ငယ်ရှိတယ်လေဘယ်သူပြောတာလဲကျမ်းစာပြောတာအဲ့တော့ဆရာပြောလို့သိရတယ်ဖြစ်ဟောဆရာပြောလို့ပြောင်းနေတာဖြစ်ဟောအမနှုတ်ကပတ်တော်ပါနှုတ်ကပတ်တော်အလုံးလုံးတာကျမ်းစာအလုံးလုံးတာဖြစ်ရဒါဟုတ်ဒါကျမ်းစာကိုပဲပြောရမယ်ဒါမို့နိတိ36မှာဘာပြောလဲသူကျမ်းစာရှင်းပြသည်ဘုရားသခင်မှုတ်သိမ်းတော်မူသောအဖြစ်ဖြစ်သည်ဒါဘာလို့ကဗျာဒီ66ဆောင်လုံးမှာဒါပါလဲနှုတ်ကပတ်တော်ဖြစ်တယ်ဘုရားစကားဖြစ်တယ်ဒါဟာလားဒီတိုင်းပဲပြောရမယ်ဒီအညီကျွန်တော်တို့ကသွားရမှာဖြစ်တယ်နော်ဒါမို့သခင်ရှိကိုယ်တိုင်ဟုတ်တယ်ပြီးခဲ့တယ်ပြခဲ့တယ်ပြနော်အဲ့တော့ဒီနေ့အဲ့ဒီခံစားချက်တွေကျွန်တော်ရမ်းကြောက်တာ emotion ကျွန်တော်ခရီးရတဲ့ emotion ကသူများထက်များပိုများနေသလားမသိဘူးလူတကာတွေထက်ပိုခံစားချက်များနေလားတော့မသိဘူး emotion ခံစားချက်တွေများတဲ့အခါကျတော့ဒါကြီးကကျမ်းစာကိုကြော်ထွက်သွားမှကြောက်တယ်နော်အဲ့တော့ကျမ်းစာကိုကျွန်တော်ကြော်လို့မရဘူးစီကန်းရှိ limit ရှိ boundary ရှိနေနမိတ်တတ်မှတ်ချက်ရှိအဲ့ဒီအထဲမှာပဲတွားရမယ်ပြောအဲ့ဒါကိုကျွန်တော်တို့ဘာမှတွေ့ရလဲဆိုတော့ရှင်ပေါလုကိုယ်တိုင်လိုက်လျှောက်တဲ့အရာရှိတယ်ရှင်ပေါလုကအင်္ဂလိပ်တရားပြောတဲ့အခါမှာယူတွေကစိတ်ဆိုးပြီးမှဒီပေါလုဆိုတဲ့လူကပညာတတ်တိုင်းအသက်အဆန်းနေရှောက်ပြောရင်ငါတို့ယူရဘာသာကိုဖျက်ဆီးနေတယ်မှားယွင်းတဲ့အယူဝါဒတွေမခံယူအပ်တော့ဓလေ့ထုံးစံတွေကိုလူတွေကိုလုတ်ခိုင်းနေတယ်ဟောပြောနေတယ်ဆိုပြီးတော့ဂျူးတွေကိုယ်တိုင်ကတရားရုံးမှာဆွဲချက်တင်နော်အဲ့တော့ဒီမှာဖိတုမင်းနဲ့နော်အကြိပ်ပါမင်းကြီးရှေ့မှာရှင်ပေါလုကအဲ့ဒါကိုထုချင်ပြန်ရှင်းတယ်နောက်တမန်တော်ဝတ္ထုခန်းကြီး26အငယ်23မှာခရစ်တော်သည်အသေးသက်ခြင်းခံမိကိုလည်းကောင်းတည်ခြင်းမှာဥဆုံးထမ်းမဲ့ယူဒအမျိုးသားတစ်ပါးမျိုးသားတို့ဟာအလင်းကိုပေးပြီးမောရှေမှစသော prophet များတို့ဟောပြောသောစကားတဲ့အကျွန်ုပ်သည်မလုံးပဲမကြုံဘူးတဲ့အုပ်ချုပ်ပြောတဲ့ကျုပ်အဘောတခုမှမဟုတ်ဘူးကျုပ်ရဲ့ဓမ္မယူဆမဟုတ်ဘူးတဲ့ဘာတိုင်းပြောနေတာလဲမောရှေမှစပြီး prophet တွေပြောခဲ့တဲ့ကျမ်းစာအတိုင်းဒီနေ့ကျွန်တော်ပြောတာပါတဲ့တခုမှကြုံပြီးပြောတာမရှိပါဘူးလို့ရှင်ဘောလူပြောတယ်သခင်ရှုခြေတော်ရအတိုင်းရှင်ဘောလူလိုက်တယ်ရှင်ဘောလူဟောပြောတုံးတင်လှုပ်ဆောင်တဲ့ရအားလုံးကဘာနဲ့ပဲသွားတာလဲကျမ်းစာနဲ့အညီပဲသွားတယ်ကျမ်းစာပေါင်းထဲရပဲသူပြောသွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နော်ဒါပေမဲ့ဒီနေ့နောက်ဆုံးပေါ်ဆရာတွေအသင်းတော်တွေဟိုးနိုင်ငံတကာမှာရှိတယ်သူတို့တွေကတော့ကြောက်ကုန်ပြီလားပြောတာတွေဟောတာတွေလုပ်တာတွေကြိုင်တာတွေကျွန်တော်တို့သိဖို့လိုပြီပိုင်းခြားတတ်ဖို့တော့လိုပြီဒါမဲ့လူတွေမပိုင်းခြားတတ်တော့အဓိကငွေကြေးကိစ္စစီးပွားရေးကိစ္စကြီးပွားရေးကိစ္စတိုးတက်ရေးကိစ္စအောင်မြင်ရေးကိစ္စကျန်းမာရေးကိစ္စဆိုတဲ့လက်ရှိအရန်ဖြစ်ချင်အရန်လိုချင်အစင်မပြေမှုတွေများတဲ့ခါကျအဲ့ဒါတွေပဲနားထောင်နေတယ်အဲ့ဒါတွေကိုအားရကြမိုးရီတက်ချင်တဲ့အခါကျတော့အဲ့ဒီဟာမျိုးတွေနားထောင်တာအားရကြိုက်အဲ့ဒါဖြစ်သွားတစ်ဖက်ကလည်းနားထောင်နေတဲ့ဟာပဲပြောတယ်အမှန်မှန်ကနားမထောင်ရင်လည်းနားထောင်တဲ့ဟာကိုနားထောင်ကျွန်တော်စဉ်းစားကြည့်တယ်ယုံကြည်ခရစ်တယောက်ဖျားเจ้าလာတယ်သူနားထောင်နေတဲ့ဟာကိုဆရာဟောရမှာလားဆရာနှုတ်ကပတ်တော်ဟောရမှာလားသူနားထောင်နေတဲ့ဟာဟောရမှာလားဒါကျွန်တော်တို့စီကွစီကွာရေးမဟုတ်ဘူးငါပွဲရငါစားချမဟုတ်နော်အဲ့ဒါလေကျွန်တော်ဆရာမစီသွားတယ်ဆရာမပြောတာနားထောင်မှာလဲကျွန်တော်ပြောတာဆရာမနားထောင်မှာတောင်းလေချွတ်ဆရာမပြောလို့တော့တခါမှပင်ပြောတော့ရှုပ်တယ်အဲ့တော့စိတ်ဆိုးတယ်ဆရာမသူကဘာလို့မပြောပါဘူးဟေးပြောကြည့်ပါလားဟိုတုံးကင်း90တမအစင်းတိုင်ပြီးနောက်နေ့တော့မှသူကလေးရောက်မှာမဟုတ်ဘူးပြောဟိုမှာဒီကတုံးရ100လောက်ရှိတယ်စကားတစ်ခုမှပြောနေမြန်မြန်ကူးတာတော့မဟုတ်ဘူးတော်တော်ဆောင်းပါတယ်နောက်ကနေပါ
ဆရာလည်းငါပြောလိုက်လဲနားထောင်ပါဦးဆိုပြောလိုက်လို့ကရှာကြီးဒီလိုဖြစ်တယ်အဲ့လိုဖြစ်တယ်အဲ့လိုဖြစ်တယ်အဲ့လိုမိမျိုးကစစ်တက်လာအဲ့တော့ရှာအဲ့ဒါဟိုစိတ်ထိုးပြီးတော့ကောင်းမယ်ဟိုစိတ်ပေးကောင်းပါသူများအဲ့စိတ်တော့ပြောတော့တွေ့တယ်ဆရာမလို့အဲ့လိုမပေးတယ်ဘာညာဆိုဆရာပြောဒီခုမှငါခုပါလားဆိုအဲ့ဒါရှိမမလေးနေမကောင်းကြမ်းမအောင်ပါညာဒါပေမဲ့ကျွန်တော်ပြောတဲ့ဆရာကနားထောင်မလားဆရာကပြောတာကျွန်တော်နားထောင်မှာလားကျွန်တော်တို့နားထောင်နေတာကိုဆရာကပြောမှာလားအဲ့ဒါဆရာကအမှန်တမ်းပြောမှာလားမိုးဆရာကျွန်တော်မကြိုက်မပြောနဲ့အဲ့လိုမပြောနဲ့ကျွန်တော်နားမထောင်ရင်ကျွန်တော်နားထောင်တော့ပြောပါအေးပြီးယောဂဘာမှဖြစ်ပါဘူးအေးစီပါဒီတော့သိတော့မှဒါမဖြစ်မသိတော့သေးဘူးနည်းနည်းဆယ်တော့ခါမှာဆရာကအဲ့လိုပြောတာနားထောင်နေတာလားရတယ်စားချင်တာစားလို့ရတယ်အေးချိုင်းနေဦးပါဆရာကလိန်ခိုင်းတာလားအဘောကတော့ကျွန်တော်စဉ်းစားကြည့်အဲ့တော့ဘုရားစကားကိုကျွန်တော်တို့နှလုံးသားထဲမှာပြင်ရမယ့်အရာရှိအမအတင်းတော်ရဲ့ဖွဲ့စည်းပုံမှန်တိုင်း၄ခုရှိတယ်မိသားဖွဲ့အပေါင်းအသင်းဖွဲ့ပြီးမဟုတ်ဘူးဖွဲ့တော့ပွဲတော်မယ်လားပြီးပရဏာပြုဆုတောင်းရှိတယ်ပြီးတော့မှရှိတယ်ဆုံးမဩဝါဒတမန်တော်ကြီးဆုံးမဩဝါဒခံယူအခုကပါဆုံးမဝင်နေတာလေးတမမတော့မပြောရဘူးနည်းနည်းပြောလိုက်တယ်မလားတော့ပေါ်စရာဖျောက်ချောင်းနေပေါ်လို့အမေအခုပြရတယ်ရွေးစရာဖျားကြောင်းအများကြီးရှိတယ်ဆရာကြီးခင်ဗျာအမှန်တိုင်းနှုတ်ဘတော်တိုင်းပြက်တတ်ပြောထိုင်လဲတော့ထိုင်ကုန်နဲ့သူပဲကြမှာအဲ့တော့အကုန်လုံးကလည်းရောင်နေအကုန်လုံးကပြော့ပြီးအကုန်လုံးကလည်းဖွေတည်းဖြစ်ပြီးတော့အော်လည်းလူမျက်နှာထောက်ပြီးတော့မှအဲ့လိုဖြစ်တော့စဉ်းစားကြည့်အဲ့ဒါမဟုတ်တော့မဟုတ်သေးဘူးအဲ့တော့ကျမ်းစာနဲ့အညီကျွန်တော်တို့ဖျားရှိခိုးရမယ်ကျမ်းစာနဲ့အညီအသက်တာကိုပြင်ဆင်ရမယ်ကျမ်းစာနဲ့အညီကျွန်တော်စီးပွားရေးလုပ်ရမယ်ကျမ်းစာနဲ့အညီကျွန်တော်တို့အိမ်တော်တစ်ခုတူထောင်ရမယ်ဟုတ်ဘူးလားကျွန်တော်လက်လျှော့မဆိုင်ရင်ဆိုင်ရောတမာတိချိန်ဝင်ဒါတမာတိချိန်ခွင်ဈေးတော့ချိန်ဝင်အများကြီးရှိတယ်အဲ့တော့သူချိန်ဝင်သူပဲကျသားကြောင့်သူချိန်ဝင်ဝသားကြောင့်သူချိန်ဝင်ဘဲသားသူချိန်ဝင်သူပဲပိပုတ်တရားစားသူချိန်ဝင်သူပဲငါကြောင့်သူချိန်သူပဲအဲ့ချိန်ဝင်ကြည့်တယ်ဒီလိုလုံးဝမတူဘူးကြောက်တမျိုးပဲကြောက်တပုံစံပဲဘာလို့သူလည်းချိန်နေဝတ်တည်တယ်ပြီးသူကကောက်ထည့်အောင်ဆိုတည်တယ်အချင်းရဖြစ်တယ်ဒါသိတယ်အပေါ်တန်ထက်ပါရောင်းတစ်ဖက်ဆောင်နေပေးပါကြိုက်အောင်တစ်ဖက်ဆောင်နေမှာရောင်းနေတော့လေသူမြောက်တော့ကြမှာလောက်ထားတာသူချိန်ဝင်ဒါမှသူလည်းကြိုက်ပါတစ်ဖက်ကလူအများကြီးထည့်ပေးလိုက်တယ်အရှင်းပဲကောက်ထည့်ပေးလိုက်တယ်ဟုတ်ပဲဒါသူပညာနဲ့သူပေါ့ဒါပေမဲ့အဲ့ချိန်ဝင်နေတစ်ခုနဲ့တစ်ခုမတူဘူးလေကြောက်တော့ပေါ့ပဲအဲ့တော့ဒီပစ္စည်းအလေးတွေမှန်သိရင်ပဲသွားဟိုမှာဈေးတောင်ရှိတောင်ကန်ရဲ့ရုံးကမှတမာတိချိန်ပဲမတော့ချိန်ဘူးဒီချိန်ပြီးအဲ့ဒါကြံဖြစ်တယ်သိကြပြီအဲ့ဒါတမာတိချိန်မှာဆိုတော့ကိုတော့မျက်လုံးပြူသွားတယ်တမာတိချိန်တော့တစ်ခုပဲရှိဒါပေမဲ့ဖြစ်ချင်တော့ဈေးထဲမှာရှိတဲ့တမာတိချိန်ဝင်နဲ့ဈေးတွေမှာရှိတဲ့ချိန်ဝင်နဲ့မတူတာတော့အဲ့ဒါတော့ဖြစ်နေအခုကတင်းတော်ဖွဲ့စည်းနေဆရာတွေမှာအဲ့လိုကိုချိန်ဝင်နဲ့ကိုပဲအားလုံးကနှုတ်ကပတ်တော့ရောင်းစားနေတာချွတ်ချီသူတွေရောင်းစားနေတာစကောင်းမဲ့ပြောင်းရင်အလုံးပဲဘယ်လောက်ဖြစ်မှာကဲတင်းကြီးဟောတာပြောင်းလဲသွားတယ်အလုံးပဲမထည့်ရဆော့ဆွေးကျေးဇူးဆိုတာရောင်းစားဖို့မဟုတ်ဘူးကဲတင်းကြီးပဲရောင်းစားဖို့မဟုတ်ဘူးနှုတ်ကပတ်တော့ဝယ်တော့မရောင်းနေဆိုတာအမှုတော်ဆောင်ဘက်ကဒီနှုတ်ကပတ်တော့ရောင်းခွင့်မရှိလို့အဖိုးခပြန်တောင်းခွင့်မရှိဘူးဒါ free gift သွားမှာပဲဒါပေမဲ့နားထောင်တဲ့သူဘက်ကဒါနှုတ်ကပတ်တော့နားထောင်ဖို့အတွက်အကုန်ကြရှိမယ်ပင်ပန်းခံမယ်စိုက်ထုတ်မယ်ဒါလေးတော့လုပ်ရမှာအဲ့ဒါကိုဒါကိုပြောချင်တာဟိုကျမ်းစာကိုနှုတ်ကပတ်တော့ဝယ်ခိုင်းတာမဟုတ်ဘူးဝယ်လိုက်တစ်ဖက်ကရောင်းလို့ဖြစ်သွားမှာပေါ့အဲ့တော့နှုတ်ကပတ်တော့ဟောပြီးတော့မှဆင်အောင်ဆင်းလာတဲ့ခါမှာတယောက်ကစာရေးတစ်ခုလက်ထဲထည့်ပြဒီနေ့ဆရာနှုတ်ကပတ်တော့အကုန်ဝယ်တယ်တဲ့ကျွန်တော်လက်မှာကျွန်တော်ဘယ်တော့နှုတ်ကပတ်တော့ရောင်းလိုက်လို့ဖြစ်သွားတာလဲတော့ဝယ်တော့ဆိုကျွန်တော်ရောင်းနေတူဖြစ်သွားမဟုတ်ဘူးကျမ်းစာထဲမှာနှုတ်ကပတ်တော့ဝယ်လို့မရောင်းတယ်ဆိုတာအဲ့ဒီအတိတ်ကိုပြောတာမဟုတ်ဘူးကျန်တော့ခွန်ရပြီးတော့အလှငွေပေးပါဘာလို့နှုတ်ကပတ်တော့ဝယ်တယ်ဆိုတော့ကျွန်တော်ဒီပဆိုင်တိုင်းဒါနှုတ်ကပတ်တော့ရောင်းလာတဲ့ပတ်စံဘာလို့ကမှာဘာလို့ကမှာဟိုစားတော့မစားရတော့ဘူးဖြစ်နေအဲ့တော့ဒါလည်းစင်မပတ်တယ်တရှင်တော့ပတ်စံဆိုပြီးတော့မဖြစ်ပါဘူးဖြစ်နေအောင်ပဲလားဘယ်သူကစထွင်လိုက်တာလဲထွင်လိုက်လို့ရှောက်ပြောနေတာပဲဘာလဲမသိဘူးလိုက်လောက်ကြတယ်ဘူးမသိပါမသိတယ်အကုန်လုံးကလည်းအဲ့တော့အဲ့ဒါလေးရှိတော့ကဲကျွန်တော်တို့ဒီလောက်ရှုပ်ခက်တဲ့ကကျမ်းစာနဲ့အညီဆိုတော့ပဲပြန်သွားတော့မယ်တခုဆိုရင်ကဲပြောကျမ်းစာထဲမှာပါလားကျမ်းစာပြန်ထဲမှာရှိတယ်ကျမ်းစာနဲ့အညီကျမ်းစာလုံးပဲကွာကျမ်းစာလို့ပြောတယ်လို့အဲ့ဆိုဘာမှမခက်ပါနော်တော့ကျွန်တော်စိတ်ခံစားချက်တွေနော်ဒါသတိထားစိတ်ခံစားချက်ကကျွန်တော်တို့ကိုကြော်ထွက်သွားနိုင်တယ်ဆိုတာလေသတိထားမှာပေါ့နော်အဲ့တော့အခုဟလာဘုရားကူပဲရင်းနေမှာတစ်ခါလေးစိတ်ခံစားချက်တွေများသွားတဲ့ခါမှာအခြားသောဘာသာစကားပုံစံမျိုးတွေလည်းပါလာတာနော်ဒါတော့ကျွန်တော်လွန်ခဲ့တဲ့နှစ်40 50တွေရှိပါတယ်ဒါပေမဲ့အခုက line တွေပေါ်မှာဆိုတော့အားလုံးကမြင်ရကြားဟိုတော့မကြားဘူးကြောင့်မမြင်ဘူးကြောင့်အခုတော့မြင်ဘူးတယ်ကြားဘူးတယ်မှာတန်တွဲတစ်ပိုင်ကြားဘူးပြီမလားအဲ့လို line ပေါ်မြင်လာတဲ့ခါမှာတစ်ဖက်ကလည်းမငကားစကားဆိုပြီးပေါ်လာပြန်ငကားမေတော်တွေပါဖြစ်လာတယ်
နောက်တော့ကျတော့အတူနေပါလားအပြဿနာပဲဒါဘာလို့တူတာလဲဘုရားကျွန်တော်မသိဘူးလေဒီကိစ္စအခုဒီ internet တွေတိုင်းပေါ်လာတဲ့ခါမှာတော့တူတယ်အမလို့ပြလားနော်အဲ့ဒီခါမှာအဲ့ဒါဘုန်းတော်ကြီးတစ်ပါးလည်းသူအဲ့ဒီကိစ္စကိုတော့ရှင်းတာရှင်းပြီးတော့ပြောတာဟာကျတို့ဘုရားဝင်နေဒီလိုမျိုးတွေလုပ်တာလေဟိုမှာခရီးရနေတော့လိုက်လို့ပုံရပြီတဲ့မဟုတ်ဘူးလဲတော့မခရီးနေလို့ကြားလိုက်ဒါပေမဲ့သူတို့အဲ့လိုထင်သွားတာအေးဆိုနားမနိုင်ကြကဲ့ရဲ့စရာလေတမျိုးတွေပေါ့နော်ကဲဒါတွေကိုဘယ်လိုစံချိန်စံညွှန်းနဲ့ထိန်းပါလဲပြောပါလဲဆိုတဲ့အရာတွေရှိတယ်ကျမ်းစာနဲ့အညီဆိုတော့လေသွားဖို့တော့လိုပြီဆိုတော့တွေ့ရတယ်ယုံကြည်ခြင်းကခရိယန်အယူဝါဒခရိယန်တက်တာရဲ့အခြေခံအကျဆုံးလို့ကျွန်တော်တို့ပြောတယ်တကယ်တော့ယုံကြည်ရအခြေခံအကျဆုံးလို့မဟုတ်သေးဘူးဒါမှမဟုတ်သူများတွေကပြောတယ်ခရိယန်ရဲ့ယုံကြည်ခြင်းကတဲ့ blind faith တဲ့ဒါတော့ခရိယန်ပြောလိုက်ယုံကြည်နဲ့အခြေမြင့်မရှိဘူးတဲ့မြက်ကန်းယုံကြည်ခြင်းဆိုပြီးပြောခံတယ်တော့မဟုတ်ဘူးကျွန်တော်က blind faith မဟုတ်ကျွန်တော်ကယုံကြည်ရဘယ်ပေါ်မှာယက်တည်တာနှုတ်ကပတ်တော်ပေါ်မှာယက်တည်တာကျမ်းစာကိုယုံတာနှုတ်ကပတ်တော်ကိုယုံတာဒီဂတိတော်တွေကိုယုံတာဘုရားစကားကိုယုံတာဒါမှကျွန်တော် blind faith မဟုတ်ဘူးကျွန်တော်ယုံကြည်ခြင်းကဒီကျမ်းစာပေါ်မှာခြေပြုတ်လာတာဖြစ်တယ်ဒါမို့ယုံကြည်ချက်တစ်ခုပြောတဲ့အခါမှာကျမ်းစာအတိုင်းပဲသွားတချို့ယုံကြည်ချက်ကကျမ်းစာနဲ့မညီဆိုတော့တချို့ခံစားချက်နဲ့ယုံကြည်ချက်နဲ့သူပြောလိုက်တယ် prophet ပြုတ်တယ်ဖြစ်သွားတယ်ဒါပေမဲ့ prophet ပြုတ်ပြီးပြောလိုက်တဲ့အရာကရှင်းတော့မညီလို့ရှိရင်အဲ့ဒါတော်တော်သတိထားရမယ့်အရာဖြစ်တယ်ဓမ္မဆရာတယောက်က prophet ပြုတ်တယ်ဆိုပြီးယုံကြည်ချက်နဲ့သူပြောလိုက်တဲ့အရာတခုကျွန်တော်တို့ကမျက်လုံးတောက်ပြီးကြည့်နေတာတစ်နှစ်လည်းမဖြစ်ဘူးနှစ်နှစ်လည်းမဖြစ်ဘူး၅နှစ်လည်းမဖြစ်ဘူးဆိုရင်ဒါပါဖြစ်တာသတိထားပြီးနှစ်ယောက်သုံးယောက်ရှိတယ်သူတို့ပြောတာမပြည့်စုံတာကိုဒီတိုင်းပဲရှော့ပေးလိုက်လို့မရအောင်ပြန်ထောက်အောင်ဟေးငါပြောရတာဘာလို့ဒီနေ့ထိမပြည့်စုံလဲဘယ်နဲ့ရှိစားကျွန်တော်ကတေချာမှတ်ထားတယ်တွေ့ပြောမှာကဲအဲ့ဒါပြောတာနော်အဲ့ဒီပြောတာဗီဒီယိုကလစ်ရှိတယ်တက်တည်ရှိတယ်ဒါပေမဲ့အဲ့ဒါဘယ်မှာလဲဒီနေ့ထိမဖြစ်ခင်ဗျလိမ့်တာပဲအဲ့နှုတ်ဘတော်မဟုတ်ကဲဘာလို့ပြောတာနှုတ်ဘတော်မလို့ဟေးကိုလိမ့်တာအကြောင်းကိုဘုရားလိမ့်တာဖြစ်သွားမယ်တရှင်တော်ဝိညာဉ်တော်ပြောလို့ဆိုတရှင်တော်ဝိညာဉ်တော်လိမ့်တာဖြစ်သွားပြီဘုရားကျွန်တော်ဖော်ပြတယ်ဆိုဘယ်သူလိမ့်တာလဲဘုရားလိမ့်အဲ့လူလိမ့်တာပဲထားလိုက်တာကောင်းပါလေအဲ့ဒါပြောတာအေးဟုတ်လားလူလိမ့်တာလူအစ်စ်မှာရှင်းလိုက်တာအေးအဲ့ဒါမဟုတ်ဘုရားလိမ့်နေဖြစ်မယ်အဘုရားလိမ့်နေတော့ကျွန်တော်ဖြစ်မခံနိုင်ဘူးဟုတ်တယ်အဲ့တော့လက်လို့စပယ်ဘုရားမတာပြောခွင့်မရှိကုစားကိုတောင်းယူပါစိတ်ကူးပေါက်တိုင်းရှော့မပြောနဲ့ဟုတ်လားစိတ်ကျမဖြစ်လာနေရှော့ပြောလို့မရဘူးဟုတ်တော့အားလုံးနားထောင်လားအားလုံးကခံယူထားတာလူတွေကိုအစိတ်တောက်မဖြစ်စင်လွဲမှားသောမျှော်လင့်ခြင်းမဖြစ်စင် miss hope misleading မှားယွင်းသောမျှော်လင့်ခြင်းပေးလိုက်ရင်မှားယွင်းသောဥဆောင်မှုဖြစ်သွားရင်မှားယွင်းတဲ့ထဲကိုကျသွားမယ်အဲ့ဒါကြောင့်အရင်ကြောင့်အောက်တကယ်ရှိပြောမှတ်သက်ဆက်ရှင်အချင်းသူသူငယ်တစုံကြောင့်ကိုမှားယွင်းစေထို့သူလေပေးမှကျေးဇူးကြည်ဆွေးပင်လေထဲမှာသွားနေရင်ကိုကောင်းတယ်အဲ့ဒါပြောနှုတ်ဘတ်တော်တဲ့မညီတာကိုပြောပြီးအဲ့ဒီတစ်ဆေးကဝင်သွားပြီးဟိုမှာအဲ့တိုင်းခံယူလိုက်ရင်မှားယွင်းစေတယ်ဆိုရင်သူ့မှာတောင်းရှိတယ်။အော်တောင်းယူမှုတောင်းခံမှုကလည်းဒါတော်တော်အရေးကြီးတယ်။ဒါကိုကျွန်တော်တို့ပြောချင်လို့ပြောလုပ်ချင်လို့လုပ်လို့မရနောက်ဆက်တွဲတောင်းရှိတယ်။နောက်ဆက်တွဲပြောတာရှင်းရမှာလေရှိပါ။နော်အဲ့တော့ကျွန်တော်ခန်းစားခြင်းနဲ့တောင်းလို့လည်းမရဘူး။ခန်းစားခြင်းဦးစားပေးတဲ့အကြောင်းမရှိဘူး။ယုံကြည်ချက်ဆိုပြီးရှောက်လို့လည်းမရဘူး။ကျွန်တော်လည်းယုံတယ်ဆိုပြီးကျွန်တော်လုပ်ခဲ့ဘူးတဲ့အချက်ကိုကွဲတာပြောလိုက်သေးတယ်စကားပြောလိုက်ယုံကြည်နဲ့ပြောလိုက်လေကွာဖျားသခင်ပြောတယ်မင်းပြောတယ်ငါလုပ်မယ်ငါပြောတော့ကွာဖျားသခင်မလုပ်ဘူးဖျားသခင်မြတ်မလျှောက်ပြောတော့ကွာငါမှမပြောခိုင်းမယ်ဆိုဒါလေးတက်ကြွတဲ့ချက်ဖားတွေဒီလိုပဲလာမှာပဲဒါအသက်ကြီးမှသိမှာအဲ့ဒါတွေအဲ့ဒါအသက်ကြီးမှသိမှာပါငယ်လျှောက်ပြောတယ်ဒီလိုပဲငယ်တော့ဒီလိုပဲလျှောက်ပြောကြတာပဲအားလုံးကဆရာတွေကအသက်ကြီးတော့လည်းဆိုပိတ်သွားတာပဲတိတ်သွားတာပဲပြောဆိုဆင်ရင်သွားတာပဲဒါပဲမင်းချက်ကြတာပါဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကလူတွေကိုမှားယွင်းစေမဲ့နော်လွဲမှားတဲ့မျှော်လင့်ခြင်းအဲ့တော့မပေးမိဘူးအရင်ရေးခြင်းယေရှုခရစ်ကိုအခင်ရှုရတဲ့အတွက်ဖြတ်တိုင်းခြင်းဟာအမွေခံဖြစ်တဲ့အတွက်တင်ဟောဒီစัจ java လာကြီးဖြစ်မကတန်ဖိုးရှိတဲ့အမွေကိုတင်ရစရာရှိတယ်တဲ့ကိုဘုရားသခင်သူကောင်းပြုတယ်တဲ့ကိုဘုရားသခင်ချီးမြှောက်ပြီးတင်ဟာကောင်းကြီးခံတော်သူဖြစ်တယ်တင်ဟာအောင်မြင်သူတဲ့အောင်မြင်တော်သူဖြစ်တယ်တင်ဟာဒီနေရာမှာနေရမှာတင်ဟာဒါလောက်အောင်မဟုတ်တင်ဟာတကယ်ကိုဘုရားခေါ်တာကြီးကျယ်ခမ်းနားတဲ့သူဖြစ်ရမယ်ဆိုပြီးပြောတဲ့ကမှာအားလုံးအခုဖျားရောက်ဆင်းတာလည်းပဲ तू ကတခါတန်းရွက်တလေးဖြစ်သွားတော့မလို့နော်တခါလဲဟို
ချမ်းသာကြွယ်တဲ့မိန်းလေးနဲ့ရည်သားကောက်ဖြစ်သွားတော့မလို့လို့နောက်လည်းတယောက်ကသူ့ဆော့ပြီးတော့လီမိုစင်းတခါလည်းပြန်ကားရွေးရော့တော့ပစ်ပေးလိုက်ပြီးရတော့မလို့လို့ဘာမှလည်းမဖြစ်တော့ဘာမှလည်းမဖြစ်တော့တစ်နှစ်လည်းမဖြစ်တော့နှစ်နှစ်လည်းမဖြစ်အောင်တော့မစားဝါခမန်းရှောက်ပြောနောက်တော့တက်သိန်းတက်စပင်းနေထောင်ပြီးဘာလည်းမဖြစ်ဘူးအော်ရကြည့်လိုက်တော့လေတော့ဘာလည်းမဖြစ်တော့ဘာဖြစ်တော့စက်ပါအဲ့ဒါကောက်သွားနိုင်တယ်အခရီးအောင်မလုပ်ခဲ့ဘူးပါဆိုပြီးတော့ဖြစ်သွားနိုင်တယ်ကျွန်တော်ရဆိုးနေတယ်ကိစ္စအော်ဆိုကလေးကိုကာပြီးမောက်ပြိုင်စားမင်းကစားတဲ့ဝလာပေးမယ်ပြီးဘာလည်းမပေးဘူးဆိုတော့အဲ့ကလေးကတော့မှစိတ်ပြတ်သွားတာဟာအဲ့လူကမယုံတော့ဘူးဆိုတာဖြစ်သွားမှာဖះဘာမှမပြောနဲ့လူကလျှောက်ပြောနေတာအဲ့တော့ဖះမပြောဘဲလူပြောရင်လူတာဝန်ယူဖះမလုပ်ပြီးခင်ဗျလုပ်ပေးလိုက်ရတာဟုတ်တာပဲဟုတ်တယ်ဘာသူပြောရလဲသူပြောသူတာဝန်ယူပေါ့ဟာသူတာဝန်ယူတတာဝန်ယူအဲ့လိုမျိုးတွေအများကြီးဖြစ်နေတယ်အဲ့လိုတွေဖြစ်နေတာကျွန်တော်တို့လက်တွေ့မကြတော့ဘူးနော်အဲ့တော့စိတ်ကူးရင်အိမ်မက်ထဲမှာလမ်းလျှောက်လို့ဗျာအဲ့တော့အိမ်မက် dreamer လို့စီဒါမှ dream ဆိုကျွန်တော်ရမ်းလာတာ dream လို့တဲ့တတိတာ dream ဆိုတာအိမ်မက်ထဲမှာတကလမ်းထားလျှောက်လို့ထားလို့ရတယ်အိမ်မက်ရှင်အိမ်မက်သမားတွေအိမ်မက်ထဲမှာရောင်ရမ်းပြီးတော့လျှောက်ပြောတာလားနည်းနည်းလက်တွေကဟိထမျက်လုံးဖွင့်ကြည့်အောင်ထဘာဖြစ်နေလဲကြည့်အောင်လက်တွေကြစဉ်းစားအောင်မြေပြင်အနေထားကိုကြည့်အောင်ဘာတွေဖြစ်နေလဲဆိုတာအိမ်မက်မှာမလို့ဘိန်းသားဖြစ်မှာဒါပဲရှိရပို့ဆိုးတော့ဘိန်းရှူတဲ့လူစိတ်ကူးတော့မှအကုန်ဖြစ်နေတာလက်သမီးတွေများရောလာနေတော့ဘိန်းနဲ့ပြေတော့ကိုပြောက်သွားဒါမို့ community တွေပြောတယ်ခရီးနဲ့ဘိန်းသားတွေနဲ့တူတယ်မစားဝါခမန်ဂရီတို့မျိုးနေချက်တွေပေးပြီးမှဘာမှလည်းလက်တွေ့မကြဘူးလေအဲ့လိုတော့ပြောမခံနိုင်တော့တစ်ဖက်ကစိတ်ကူးရင်စမ်းတဲ့အများကြီးပြောလာလေကျွန်တော်လက်တွေ့ကြပြန်ပြောရတော့တာပဲအဲ့ဒီမှာပြန်ပြောရတယ်လက်တွေ့ကြပြောဟေးလက်တွေ့ကြစဉ်းစားမိမိနေထားကိုကြည့်ဖျားသခင်လောက်တာနဲ့ကိုရက်တီချင်းနဲ့ဖျားသခင်အလိုတော်ဖျားသခင်ကဘယ်လိုငါတို့တုံတင်လန်းပြနေလဲဆိုတာနားလည်အောင်သဘောတော်လေ့လာစိတ်ကူးသိမြင်နေဆိုတာကျွန်တော်တို့ကသွားရတာနော်တော့ကျွန်တော်စိတ်ကူးရင်ရမယ်ရှင်ကုန်တယ်နော်လက်တွေ့ကြသိရှိရမယ်ရှင်အဲ့တော့ကျွန်တော်ဒီကိုချုပ်ချင်တယ်ကျမ်းစာနဲ့မညီမချမ်းသာခြင်းတွေတော့ကျမ်းစာနဲ့မညီတဲ့ချမ်းသာခြင်းကိုမလိုချင်နဲ့ဘာလို့စာရန်ပေးနိုင်တာတခင်ယေရှုကိုတော့ကန်လာ offer လုပ်တာတောင်ထိပ်ကိုခေါ်ရတာတန်းနေကစီးဥစ္စာပြအခွင့်အာဏာပြအဲ့ဒါအားလုံးကပြန်ပေးမယ်တော့တစ်ချက်ပဲရှိခိုးလိုက်ဆိုတော့စီးစိချမ်းသာဘယ်သူလဲပေးနိုင်စာရန်လည်းပေးနိုင်သူကလောကကြီးက तू ပဲလောကအရှင် तू ကလောကအရှင်သူလည်းတမရှိတယ်သူပေးနိုင်တယ်နော်ဒါမှလောကစည်းစိမ်တော့ကိုတိတ်လိုက်လာရင်အဲ့ဒါဒုက္ခရောက်မယ်စာရန်အသင်းတော်တွေဆိုတာများနေ့ကြီးညကြီးတန်းကြတဲ့ဖျက်လုပ်ပေးနေတာစာရန်အသင်းတော်လုပ်ပေးတာဘုရားအဲ့လိုမျိုးမလုပ်ဘူးစီးမဲ့ကမ်းမဲ့ဗျာမတာမလုပ်ဘူးဖျက်ကနော်ဆိုတော့အဲ့လိုမျိုးရမ်းဖြစ်ချင်လာဟလား KISS kids အဖွဲ့မျိုးတွေ Alice Cooper တို့ Poison တို့ Poison တို့အဖွဲ့တွေအများကြီးရှိတယ် music တွေတိုင်းပြပါတထေးတွေအများကြီးရှိတယ် Illuminati Freemason အဖွဲ့တွေအများကြီးရှိအားလုံးကဒါစာရန်နဲ့ဆိုင်တဲ့အဖွဲ့အဲ့ထဲမှာတကက်ကဘာကျော်တထေးတွေကဘာကျော် celebrities အဲ့ထဲမှာအများကြီးရှိအကုန်လုံးမဆိုဘူးနောက်ဆုံးကြတယ်အဲ့ဒါတော့ပတ်သက်ကောအဲ့ဒီကြော်ကြားမှုအောင်မြင်မှုစီးစိမ်တွေအဖွဲ့အတိုင်းအားလုံးနောက်ဆုံးကြဘယ်မှာတော့ပတ်သက်နေလဲဒီမောင်မိုက်တကူနဲ့တွားပြီးချိတ်ဆက်နေတာကိုတော့တွေ့ရတယ်ရဲကြောက်ပူပေါင်းလားချို့မတာပါသွားတာအဲ့ထဲမှာဒါမို့သူကအဆင့်နေအများကြီးရှိတော့မမြင်ရဘူးနောက်ဆုံးသူ့ရဲ့အချိတ်ဆက်ကောင်ကျုပ်ကပါလေဆိုတာသိဖို့လိုတာပေါ့ထောင်ချောက်ရှိတယ်အဲ့နောက်တတ်မိချင်းနဲ့လိုက်တော့ထောင်ချောက်လေးကြပါစိုးရပါကြောင့်မလို့ဟာလားကျမ်းစာနဲ့မညီရင်ကျွန်တော်တို့မချမ်းသာလေနေ့စဉ်အသက်မွေးတော့တခင်ရှုကိုယ်နဲ့အဲ့လိုပဲပြောတယ်နေ့စဉ်သုံးလို့စာဘုရားသခင်ကျွေးမယ်တင်းနေရောင်ရခြင်းတုတ်တန်ဆရာပြောတယ်သိချမ်းသာတာလည်းမဟုတ်ပါဘူးသိဆင်းရဲတာလည်းမဟုတ်ပါဘူးနေ့စဉ်သုံးလို့စာဆိုရင်ဒါဒီလိုတွေရတယ်ကောင်းပါတယ်ဒါပေမဲ့နေ့စဉ်အသက်မွေးလို့အစာနဲ့မချမ်းသာဘူးဆင်းရဲနေတာကတစ်ဖက်ကကြည့်တော့ဒါကျင့်စာသိနေတာတဲ့ဒါဖះကသူတို့မချစ်လို့တဲ့အဲ့ဒါသူတို့ကဘိသိက်မရှိလို့တဲ့ဆိုတော့ဟောအဲ့ဒါဆွဆွဲချက်ကလည်းလက်မခံပါဘူးမြန်မာပြည်မှာရှိတယ်ခရစ်ယာန်တွေမြန်မာပြည်ဓမ္မဆရာတွေရန်သနာတယ်ကျမ်းစာတော့သူတို့တက်ကြပါလေတဲ့လာလိုက်သေးတယ်သူတို့ကျမ်းစာမတက်တာတော့ဝန်ခံသားပဲနော်ကျမ်းစာတော့တက်ကြပါလေဒါလည်းစက်ကကြပါဒါလည်းလုပ်ကြဒါမဲ့ဒါအစင်းရတာပဲအဲ့ဒါပါခဲ့ကျွန်တော်အဲ့ဒါပါခဲ့ဘာမှမဖြစ်ဘူးကလားဘာမှမပါဘူးပဲအဲ့ဒါကိုပြဿနာလားလို့
ဘာလို့ကျွန်တော်တိုင်းပြည်နဲ့ကျွန်တော်ဟာလည်းကျွန်တော်ငိုတဲ့ကျွန်တော်များရှိရဲ့ခရစ်ယာန်တွေအများစုကတောနေတောင်သားတွေဘာဖြစ်ကြလဲလက်လုံးလက်စားဆင်းရဲဆင်းရဲလို့ဘယ်သူမှဖះကိုအဖြစ်လဲမတင်လို့ဖះကိုလည်းရံမထောင်ဘူးသူတို့တွေလာပြောမှာပဲကိုဖះကိုရံဖြစ်ရမလို့ဖြစ်နေတယ်ကွာသူတို့ပြောမှာကိုဆင်းရဲတာမာဖះဘာလို့တော့ဖះမကျင်တော့ဘူးဘာညာထပ်ပြီးတခါတည်းစံမို့တွေကန်ပြီးဖះကိုဆန္ဒပြမလို့ဖြစ်နေတယ်ချမ်းသာဖို့ရေတို့ရေဖះစီးတဲ့ဥစ္စာရှိတယ်ဘာလို့မပေးတာလဲဆိုတော့မှသူလို့တာလေဖះလည်းကိုရံတိုက်ပေးတာနော်ဒီ prosperity gospel ဆိုတာကျမ်းမာချမ်းသာရေးတရားတွေကကျွန်တော်တို့အေးဆေးဘက်ကိုနေတာစိတ်ဓာတ်တွေပျက်စီးကုန်တယ် spoil ဖြစ်သွားပြောင်းနေတဲ့မချင်တဲ့စိတ်တွေဖြစ်လာသူကသူနေမကောင်းဘူးယောဂဖြစ်တယ်နော်စိတ်လေးကုတယ်စိတ်လေးစားတယ်ဆူတောင်းပြီးစိတ်စားတယ်ဘာဖြစ်ဖြစ်ဖျားသခင်ကျေးဇူးတော်ချီးမွမ်းနေသွားနေတာလေဟာမယောဂဖြစ်နေတာမာဖျားသားလေးယောဂမဖြစ်အောင်ဟာအဲ့လိုလားအေးဟုတ်တယ်ဖျားသခင်ယောဂပြောင်းနေတယ်ဖျားသခင်ယောဂပြောလို့မဖြစ်ဘူးအားရဆိုဟာဖျားဘာလို့ကြုံပြောမလုပ်မိတာလေဟိုပြောနေတယ်သူယောဂပြောတော့ဖျားသခင်ပြဿနာရှာတော့မယ်သူကသူချီးမွမ်းနေတာလေမချီးမွမ်းပဲဖျားသခင်သူရန်လို့ပြောအပျက်စီးသွားပြီအမမသူတည်သွားတာတော့ကြီးတော့ချီးမွမ်းသူတည်သွားလို့ရတယ်တကယ်ဆိုရင်အဲ့ဒါကိုမဟုတ်တော့ဖြစ်သွားသူယောဂမပြောတာမှားနေတယ်ဖျားကမလုပ်ပြီးဘူးဖြစ်နေသူယုံကြည်မရှိလို့ဖြစ်ကုန်သူကျမ်းစာမဖောက်လို့ဖြစ်ကုန်တော့အကုန်လုံးကိုယ်ဝိညာဉ်ရပါကိုယ့်ကိုမချင်မနှက်တွေဖြစ်ကုန်သွားအဲ့ရမ်းကြောက်ကြတော့အဲ့ဒါတစ်ဆေးဝင်သွားတာအဲ့တော့ကိုယ့်ကိုဟလာကိုယ်နေထားတဲ့နဲ့ကိုဖျားကိုချီးမွမ်းနေကျင်းတဲ့တဲ့ကိုသွားနေတဲ့ဟာကကိုယ်နဲ့ဖျားနဲ့ပြည်လည်နေတဲ့ကိစ္စအဲ့လိုသွားမယ်ဟာမဟုတ်တော့ဘူးဝင်နှောက်လိုက်တာကအကုန်လုံးကိုယ်ကားတွေဖြစ်ကုန်တယ်အဲ့ဒါဘယ်လိုရှင်းမလဲဘယ်သူကတောင်းဝင်ယူမှာလဲခရိယန်တယောက်ဖြစ်တယ်နဲ့ပဲတန်းကြွတဲ့တဲ့အကုန်ဖြစ်ရတော့မှာလားခရိယန်တယောက်ဖြစ်တယ်လောကထဲမှာခရစ်တော်တေခံတန်ကျစ်တော်ခန္ဓာနဲ့ပဲခရိယန်နဲ့အားလုံးကျမ်းမာတော်မူဘာယောဂနဲ့မတရားပဲအကုန်လုံးတက်120နေရမှာလားအဲ့ပြောတော့မအောင်အဲ့လိုလားတော့စဉ်းစားကြည့်ရနော်အဲ့လိုလိမ့်နဲ့ဓာတ်ထိယူရမှာလားလောကထဲမှာခရစ်တော်ကျင့်ကြီးခံပြီးဆိုကျွန်တော်အားလုံးကောင်းကြီးခံဆိုကျွန်တော်အားလုံးကဟိုတန်းကျစ်တတိဖြစ်ရမယ်ဖြစ်နေဖြစ်နိုင်လားဖြစ်မှာလားမဟုတ်ဘူးဖျားသိလို့အဲ့လိုမဟုတ်တန်ကျစ်တော်ပဲအနာကပြောလို့ရေးချ53 45ပြောလိုက်တာနဲ့ပဲခရစ်တော်တော့ဘာယောဂမှမရှိအောင်လားခရစ်ဘာယောဂမှမသိအောင်ခရစ်အားလုံးဟာတဲ့နေတော့80 90တော့ကျော်ပါမယ်80 90 100 120တော့မဟုတ်ခရစ်နေက100ကျော်မှပဲသိတယ်နော်သိတာတော့မှဘာယောဂမှမရှိဘူးဆိုတော့အတိပ္ပယ်ရှိတယ်ကျန်တာလို့မပြောဘူးလေတကယ်ချင်းတော့33နဲ့ခွဲပဲနေသွားတာပဲအဲ့တော့ကျွန်တော်ကျမ်းစာနဲ့အညီပြန်စဉ်းစားအဲ့တော့ကျမ်းစာနဲ့မညီပဲနဲ့ကျွန်တော်တို့မချမ်းသာခြင်းကျမ်းစာနဲ့မညီပဲနဲ့မချမ်းသာခြင်းနဲ့တချို့ရှိတယ်ယောဂဖြစ်တယ်ဆရာတွေလက်လာဆူတောင်းတယ်ရုံးလေးရှိတယ်မပြောအတစ်ဖက်ကသွေးဆောင်ကြီးကလာတယ်โอเคအဲ့နေရာတော့အဲ့ဒါလေးလုပ်ရမယ်အဲ့လောက်ထိတော့လုပ်ချင်မလို့ပေါ့အဲ့လိုလေးလုပ်လိုက်ပြောင်းမယ်တော့မှာလုံးမှာချက်လိုက်ဒါလက်တွေ့ကြတယ်တော့လားလုံးမှာဒါပေမဲ့ကျန်တဲ့မညီနော်အကျန်တဲ့ညီတာမညီတာရေးမကြည့်ဘူးယောဂပြောင်းဖို့ရေးကြည့်တယ်တော့မှာဒါကြောချက်လိုက်ပဲစဉ်းစားအဲ့ကျွန်တော်ပြောတယ်တည်သွားပါစေကျန်တဲ့မညီတော့ဟာမလုပ်ဘူးကွာဒီလိုသွားအောင်ကျန်တဲ့မညီတည်သွားပါစေမချမ်းပါရင်နေပါစေကျန်တဲ့မညီနေပါစေမချမ်းသာရင်ရနော်ကျန်တဲ့မညီနေပါစေအဆင်မပြေလဲရဆိုတော့အချမ်းလိုက်လို့ကျွန်တော်အဲ့တော့ကျွန်တော်လောကမှာသက်ရှင်တာချမ်းသာဖို့ကျမ်းမာဖို့အစဉ်ပြေဖို့အောင်မျိုးတို့ကြီးဖို့တဲ့ကျမ်းစာနဲ့အညီအသက်ရှင်ဖို့ကိုရေးကြည့်တာမဟုတ်လားဘုရားသခင်ကဘလို့ကျွန်တော်တို့အသက်ရှင်နေရင်လည်းကျမ်းစာနဲ့အညီအသက်ရှင်တဲ့ဘုရားသားသမီးတွေဖြစ်စေခြင်းသူစကားကိုနားထောင်ပြီးကျမ်းစာနဲ့အညီအသက်ရှင်လို့ဒုက္ခရောက်တယ်ဆိုတော့ရောက်ပါစေကွာပြောတာကျမ်းစာနဲ့အညီအသက်ရှင်လို့ဆင်းရဲလေဆင်းရဲပါစေကွာမဖြစ်လေတော့ဘုရားနဲ့ပဲဆိုင်တာပဲအဖျားတည်တာပဲအကဲကြဖြစ်လေဘုရားပဲကြည့်ရဲ့ဟမ်ပါပဲငါစီကံပေါင်တိုင်းငါတို့အသက်ရှင်တာပဲဆိုတာသွားတာနော်အဲ့တော့ဒီနေ့အဲ့ဒါလေးနှလုံးသွင်းဖို့ပါပဲအဲ့တော့ဖခင်များအနေနဲ့ကလည်းကျမ်းစာနဲ့ညီတော်ဖခင်များဖြစ်ပါစေများသောဖြင့်မိသားစုမှာကျမ်းစာနဲ့ညီတာမိခင်ပဲရှိတယ်ဝိညာဉ်မှာဥဆောင်တာမိခင်တွေများအဲ့လိုများဖြစ်သလားမိသားစုတိုင်းတော့မဟုတ်ပါဘူးဒါပေမဲ့ကြော်ကြည့်ရများသောအဖြစ်မိခင်တွေကပဲဝိညာဉ်မှာဥဆောင်တဲ့သဘောဖြစ်တယ်လားပေါ့နော်တကယ်တော့ဖခင်များဟာကဏ္ဍအားလုံးကိုဥဆောင်မယ်သူဖြစ် He is a leader man must lead woman must follow အားရအိဝပုံစံဖြတ်နေဖန်ဆင်းတဲ့သူရဲ့ procedure protocol အဲ့တိုင်းသွားတာဒါပေမဲ့ကျွန်တော်တို့ဖ
ဖခင်တွေမျိုးသားများတော့အလုံးလုံးကလှုပ်သွားတဲ့ပင်မနဲ့ပါအကြောင်းပြတဲ့ခါကျတော့ကျန်တာမပါဆူမတောင်းအားပါမအားဘောဒီတော့မအားတာများတာအမေမလို့အမေကြီးလို့အမိုးလို့ဆူတောင်းကျန်တာအမိုးမတရားလဲအမိုးလို့အေးကျွန်တော်အဲ့လိုမျိုးတော့လည်းမဖြစ်တယ်အဲ့တော့ကျန်တာနဲ့ညီတော့ဖခင်များအိမ်တော်ဦးစီးဆိုတာဝိညာဉ်မှာလည်းဦးစီးရခန္ဓာတိတိမှာဦးစီးဖို့ဖျားတဲ့အလိုရှိတယ်နော်အမှုဖျားတဲ့ကျန်တာနဲ့ညီအသက်ရှင်ဖို့ဖျားတဲ့အလိုရှိတယ်ဒါကိုကျွန်တော်တို့ဘာပြောလဲဘာလုပ်လဲဘယ်သွားလဲဘာနေလဲဘာလို့စီးပွားရေးလုပ်လဲဘယ်လိုအိမ်အောင်ပြုလဲဘာအားလုံးဟာနှုတ်ကပတ်တော်နဲ့မညီရင်အာယုံမတက်ဘူးအာယုံမတက်ဘူးဆိုအလင်းရှိအသက်မရှိဘူးအဲ့ဒါမိဦးလားအဲ့ဒါထုံးတန်းစင်လာအဲ့ဒါတကယ်ဝိညာဉ်ရှင်တမှုမရှိဘူးဆိုတဲ့အတိတ်ပဲဆိုလိုတာဖြစ်တယ်ဒါကြောင့်မို့ကျမ်းစာနဲ့ကြီးအသက်ရှင်ဟောကျမ်းစာမလုပ်အောင်လဲကျမ်းစာများများဖတ်ကျမ်းစာဖတ်ဖို့အချိန်မရှိတာတော့အဲ့ဒါပြဿနာပဲအခုတော့များများနားထောင်ကြကျမ်းစာနားထောင်တာနဲ့ဖတ်တာတော့နည်းနည်းတော့ကွာနားထောင်တာတော့ तू ကသူ့အာဘောနဲ့ तू ပြောတာဖြစ်တာ तू ဆွဲပြောတာဖြစ်နိုင်တယ်နော်ကျမ်းစာဖတ်တဲ့ကြတော့ကျမ်းစာအာဘောရဘုရားအာဘောပြည့်ရဖတ်တဲ့ခါကျဒီအတိုင်းသွားတာဆရာကြီးပြောတဲ့ခါကျဒီတစ်ပတ်လေးကို तू ကချဲ့ပြီးတော့ तू အာဘောနဲ့ तू အတွေ့အကြုံနဲ့ပုံတူပတ်စနဲ့ तू ပြောတဲ့အခါကျတော့တမျိုးဖြစ်သွားနိုင်တယ်နော်အဲ့ဒါသတိထားဖို့တော့ရှိတယ်ဖတ်တာနဲ့နားထောင်နိုင်မတူဘူးအဲ့တော့နားထောင်လိုက်နားထောင်ပါဖတ်ထားပါဖတ်ထားပြီးမှနားထောင်ပြီးပြန်ဖတ်ပါအဲ့ဒါမှကျွန်တော်မလွဲမှာအဲ့ဒါမှကျွန်တော်အလိမ်မခံရမှာနော်အဲ့တော့ဝိညာဉ်ဂျင်းတော့ကဝိညာဉ်ဂျင်းတော့ကဂျင်းစိတ်မိတလင်ရောဘာရောကရဝေးရောဘာအကုန်ဖောင်းထည့်ပြီးတော့မှဆိုတော့မကြိုက်သေးဘူးကြာနော်အဲ့တော့ကျွန်တော်တို့မဖြစ်ဘူးအဲ့တော့အလိမ်မခံဘူးကိုယ်တိုင်စမ်းသပ်ဖတ်တဲ့သူကျမရနော်အေးအဲ့ဒါဒါလေးဒီနေ့နှလုံးသွင်းဖို့နော်အားလုံးကျေးဇူး